ကောင်လေးတယောက်ဟာမူသားစကားပြောလိုက်တဲ့အတွက်သူ့ရဲ့နှာခေါင်းက10မိနစ်အတွင်းမှာပဲတုတ်ချုံတစ်ခုလိုရှေ့ထွက်လာပါတယ်။ကန်ကောင်းထောက်မစွာနဲ့ပဲသူ့အမော့ချစ်သူပပရင်းပေါက်ကိုဖွင့်ပေးလိုက်တဲ့အခါတစ်တောက်ငါတကောင်ပြန်တန်းဝင်ရောက်လာပြီးသူ့နှာခေါင်းကိုလားစိတ်ပေးခဲ့လို့ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။လွန်ခဲ့တဲ့တရက်ကပဲဒီကောင်လေးဟာလက်သမားအဖိုးအိုတယောက်တွေးရှိခဲ့တဲ့တစ်သားတုံးလေးတစ်ခုသာဖြစ်ပါတယ်။အဖိုးအိုကသူ့ကိုလူပုံစံထွင်းထုလိုက်တဲ့အခါထူးဆန်းစွာနဲ့ပဲရုပ်တီးရုပ်လေးကအသက်ဝင်လာပြီးသူ့ကိုအဖေလို့ခေါ်ခဲ့ပါတယ်။လက်သမားအဖိုးအိုလည်းဝမ်းတာအာရနဲ့တားဖြစ်သူအတွက်အဝတ်အစားတွေလွတ်ပေးပြီးမှန်ထဲမှာသူ့ရဲ့ပုံရိပ်ကိုပြသခဲ့ပါတယ်။ဒါပေမဲ့ရုပ်တီးရုပ်လေးကိုလမ်းလျှောက်တင်ပေးနေတော့မှာပဲကောင်လေးကအပြင်ကိုရုပ်တရက်ပြေးထွက်သွားပြီးအဖိုးအိုလိုက်မမီအောင်ကိုညံ့နေခဲ့ပါတယ်။ခွေးတကောင်ရဲ့လိုက်ဖမ်းကြီးကိုခံရပြီးနောက်မှာတော့ရုပ်သေးရုပ်လေးဟာအိမ်ကိုပြန်လာပြီးမိဘကအိပ်ပျော်သွားခဲ့ပါတယ်။လက်သမားအဖိုးကိုတကားလာခောက်တဲ့အချိန်မှာတော့ရုပ်သေးရုပ်လေးလိုးလာခဲ့ပြီးသူ့ရဲ့ခြေထောက်တွေမီးထဲပါသွားတာကိုတွေ့လိုက်ရပါတော့တယ်။